အာဦးလေးတွေကိုထမင်းတို့ဟင်းတို့တွေကျွေးလို့ရလားထမင်းညံဟင်းညံတွေကျွေးလို့ရလားခမရတို့ကြံတဲ့ထမင်းညံဟင်းညံနေပေါ့နော်အဲ့ဒါတွေကိုကျွေးဘူးလားအာဦးလေးတွေကျွန်တော်တို့ထက်ပိုနှုတယ်ကျွန်တော်တို့ကတညသိပ်ထားတဲ့ဟင်းတွေထမင်းတွေကိုကျွန်တော်တို့ကစားလို့ရသေးပေမဲ့အာဦးလေးတွေနဲ့အဆင်မပြေဘူးတကယ်လို့ရေးသတာထဲမှာထည့်ထားတယ်ဗျာလက်ဆက်သိမ်းထားတာမျိုးမပုတ်မတိုးသေးဘူးကျက်သွန်တွေပါမပါဘူးစီတွေမပါဘူးဟင်းညုံမုံတွေရောင်နေမုံတွေမပါဘူးအယိုးတွေမပါဘူးဆိုရင်တော့အာဦးလေးနဲ့အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ပုံမှန်ဒီအုပ်ဆောင်အောင်မှာပဲထားတဲ့ဟင်းတွေပေါ့ဗျာဒီကျွန်တော်တို့ room temperature မှာပဲအခန်းပူချိန်မှာအချိန်အကြာကြီးထားတဲ့ဟင်းတွေအနံပြောင်းတဲ့ဟင်းတွေမှုတက်နေတဲ့ဟာတွေပြီးရင်အချင်းပေါက်နေတဲ့ထမင်းဟင်းတွေပြီးရင်ကျက်သွန်ပြူများတဲ့ဟာတွေစီများတဲ့ဟာတွေပေါ့အဲ့လိုဟာတွေကိုအာဦးလေးတွေကျွေးရင်အဆင်မပြေပါဘူးအာဦးလေးတွေအတွက်ဝမ်းလျှောတာအော်တာအန်တာဘိုင်းတာတွေဖြစ်တတ်တယ်အစာဓာတ်မတည့်တာတွေဖြစ်တတ်တယ်ပြီးရင်အစာကနေပြီးသူတို့ကိုဥပတ်ပေးတာတွေဖြစ်တတ်တယ်ပိုးပြီးဆိုလို့ရှိရင်ရေတဲ့ခန်းချောက်တာတွေပါဒီဖြစ်နိုင်တယ်အာဦးလေးတွေအတွက်အဆင်ပြေဆုံးကတော့လက်ဆက်ချက်ပြုတ်ထားတဲ့ဟင်းတွေကျက်သွန်ပြူတွေမပါတဲ့ဟာတွေပြီးလို့ရှိရင်အသားပြုတ်ငါးပြုတ်အဲ့ဒါမျိုးတွေရတာလေအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့လူတွေကဘာတွေအမှန်မှားနေလဲဆိုတော့လူစားလို့မကောင်းတော့ဘူးဆိုရင်အာဦးလေးတွေကျွေးပလိုက်ဒါမျိုးထင်တယ်မှားပါတယ်တကယ်တမ်းတော့အာဦးလေးတွေကလက်ဆက်နဲ့ပဲပို့ပြီးတင့်တော့ပါတယ်ခမားတို့ရောကျွေးဘူးလားကျွေးဘူးရင်တော့နောက်မကျွေးဘူးပြောပြစေတခြားသိချင်တာရှိရင်လည်းကိုမမေးခဲ့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်